နောက်တစ်ခုအဓိကကျွန်တော်ပြောချင်တာကတော့အနာအစာပေါ့ဥပမာအဖြစ်ပြောရမယ်ဆိုရင် flawless ကနေစတယ် flawless ပြီးသွားရင် IF ပေါ့ internally flawless ပေါ့ flawless တို့ IF တို့ internally flawless တို့ကတော့ကျွန်တော်တို့ဆယ်စမန်ဘလူးနဲ့ရှာမယ်ဆိုရင်တော့အဖြစ်လုံးဝအနာအစာကိုမတွေ့နိုင်ပါဘူး VVS 1ဆိုတဲ့အရာတော်မှကျွန်တော်တို့မျက်နှာပြင်မှာရှိတဲ့ VVS 1နဲ့ကျွန်တော်တို့ဟိုးခပတ်နားမှာအတွင်းရဲ့အနောက်တောက်နေမှာရှိတဲ့ VVS 1ချင်းတောင်မတူပါဘူးဥပမာတချို့ VVS 1တွေကကျွန်တော်တို့တွေ့နေရတာမျက်နှာပြင်မှာပေါ့နော်ပေးထားတာတွေလည်းရှိတယ်တချို့ VVS 1တွေကကြတော့ကျွန်တော်တို့ဟိုးဘက်တောက်နေမှာပေးထားတဲ့အနာစာတွေလည်းရှိတယ်အနာစာတွေကလည်းသူ့ဘာသာသူအမျိုးမျိုးရှိပါတယ်အမျိုးမျိုးမှတ်ချက်သဘောထားတွေပေးပါတယ်နော်အဲ့တော့ကျွန်တော်တို့အနာစာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လဲ black ပေါ့နော် black ကကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ unlucky လို့ခေါ်တာပေါ့ black အောင်းဝင်ပေါ့ pink point လေးတွေပေါ့အဆက်ပြောက်လေးတွေပေါ့အမဲဆက်လေးတွေပါမယ်ဖြူဆက်လေးတွေပါမယ်ဒါမျိုးလေးတွေပေါ့ black spot တို့ white spot တို့အဲ့ဒါမျိုးလေးတွေပေါ့ဆက်ပြောက်လေးတွေအဲ့ဒါမျိုးပါတဲ့ဟာလည်းရှိတယ်ကျွန်တော်တို့အောင်းဝင်တွေကတော့အမျိုးမျိုးရှိတာပေါ့ကျွန်တော်နောင်ခါကြားလို့ရှိရင်အသေးစိတ်ရှင်းပြပါမယ်အဲ့တော့မြန်မာပြည်မှာတော့အဓိကအဖြစ်တော့ကျွန်တော်တို့ဈေးကွက်မှာတွေ့နေရတာတော့ flawless ကတော့ဒါကဘာမှလည်း inter မှာရှားပါပါတယ်အဓိက internally flawless ကိုရွေးချယ်ကြတယ် VVS 1ကိုရွေးချယ်ကြတယ်များသောအဖြစ် VVS 2ကိုလည်းရွေးချယ်ကြတယ်ဘာကြောင့်လဲဆိုတော့ VVS 2မှာလည်းပဲအခုနကကျွန်တော်ပြောသလို VVS 1ပဲဖြစ်ဖြစ် VVS 2ပဲဖြစ်ဖြစ် table မှာအနာစာဒီ table ကနေပြီးတော့မှအပေါ် table ဆိုတာကျွန်တော်တို့စိတ်ပွင့်ရဲ့မျက်နှာပြင်ကိုပြောတာပေါ့မျက်နှာပြင်ကနေပြီးတော့မှမန်ဘလူးတင်ကြည့်လိုက်လေဆိုလို့ရှိရင်ထွင်းပေါက်မြင်နေရတယ်ထင်းထင်းရှားရှားမြင်နေရတဲ့ VVS 1မျိုးဆိုရင်ဒါကျွန်တော်တို့ကဈေးကွက်မှာဈေးပေါ်တယ်မယူကြဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့များသောအားဖြင့်အနာစာတွေကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တချို့ကျွန်တော်မြင်ဘူးတယ် VS တွေပေါ့နော်တချို့ VS 1တွေ VS 2တွေပေါ့ကျွန်တော်တို့အဓိကပြောချင်တာကတော့အမှ VVS 1ရှိမယ် VVS 2ရှိမယ် VS ရှိမယ် VS 1ရှိမယ် VS 2ရှိမယ် SI 1ရှိမယ် SI 2ရှိမယ်စသဖြင့်ပေါ့ကျွန်တော်တို့ဈေးကွက်မှာမြန်မာပြည်ဈေးကွက်မှာကျွန်တော်ဘာတွေတွေ့ရလဲဆိုရင် VS ပစ္စည်းတွေတော်တော်များများရောင်းချလာကြတာကိုတွေ့ရတယ်ကျွန်တော်တို့ lucky diamond ကတော့ VS ပစ္စည်းကိုများသောအဖြစ်ရှောင်ရှားလေးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ VVS 1တောင်မှကျွန်တော်တို့က table မှာမျက်နှာပြင်ကနေကြည့်လိုက်လို့ဒီလိုမျက်နှာပြင်ကနေတဲတဲကြည့်လိုက်လို့အနာတွေးတဲ့ပစ္စည်းဆိုရင်တော့မှကျွန်တော်တို့ဝယ်ယူလို့မရှိပါဘူး။ဒါနဲ့ရင်တဲတဲကနေပြီးတော့မှအနာတွေးတဲ့ပစ္စည်းကဈေးကွက်မှာဈေးပေါ်ပါတယ်။ပြန်ဝယ်တဲ့နေရာမှာကိုဈေးပေါ်တာ။ဖွဲ့စည်းပုံပေါ်မှာပဲမူတည်တယ်။ဥပမာ VVS 1ချင်း2ရင်တောင်မှကျွန်တော်တို့ခုနပြောသလိုပေါ့ဟိုးဘက်မမြင်ကွယ်ရာနေရာမှာမမြင်ရနိုင်တဲ့အလွယ်တကူရှာဖွေမတွေးရှိနိုင်တဲ့နေရာမှာပုံပွေထားတဲ့ VVS မျိုး VVS 1မျိုးနဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ VVS 1မျိုးကလည်းဈေးကွာခြားလေးရှိပါတယ်ထိုနည်း၎င်းပဲ VVS 2တွေ VS 1တွေ VS 2တွေကိုလည်းကျွန်တော်တို့ကအနာစာအဖြစ်ကကျွန်တော်တို့မျက်နှာပြင်ကနေထွင်းဖောက်မြင်နိုင်ရတဲ့နော်ဒီလိုတဲ့တို့ကြီးအလွယ်တကူရှာဖွေလို့မြင်တွေ့ရတဲ့အနာစာမျိုးဆိုရင်ကျွန်တော်တို့ဝယ်လိမ့်မရှိဘူးအဲ့တော့အခုနကကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော် VVS 1တောင်မှမျက်နှာပြင်ကနေထွင်းဖောက်မြင်နေရတဲ့ VVS 1မျိုးကိုကျွန်တော်တို့မသုံးဘူးဆိုရင် VS 1တွေ VS 2တွေကြတော့ SI quality တွေကြတော့ကျွန်တော်တို့အလွယ်တကူအနာရှာလို့ရနေပြီတွတ်သူဘယ်မှာပဲဖွက်ထားစိန်သွေးဆရာတွေရဲ့ကျွမ်းကျင်မှုပေါ့နော်အလွယ်တကူရှာဖွေမတွေ့ရှိနိုင်အောင်သူတို့ရဲ့အောင်းဝင်အနေထားလေးတွေကိုသူတို့ကတွေးတဲ့နေရာမှာသူတို့အင်တာမတ်ကိုပညာသားပါပါတယ်အလွယ်တကူရှာဖွေမတွေ့ရှိနိုင်အောင်ဓာတ်အောင်သူတို့စူးစမ်းပြီးတော့မှတွေးပြီးတော့မှဒါတွေကို certificate ဖြစ်နေထုတ်တယ်အဲ့တော့အလွယ်တကူရှာဖွေတွေ့ရှိနိုင်ခြင်းမရှိတဲ့အရာမျိုးတွေဆိုရင်တော့ဈေးပိုပေးရတယ် VVS 1ချင်း2ရင်တောင်မှ VVS 2ချင်း2ရင်တောင်မှဒါကတော့အောင်းဝင်အနာစာရင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်အောင်းဝင်အနာစာတွေလည်းမျိုးမျိုးရှိပါတယ်ကျွန်တော်တို့ black spot တွေရှိတယ် white spot တွေရှိတယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့နောက်ကျွန်တော်အခွင့်အခါများတင်လို့ရှိရင်ကျွန်တော်အသေးစိတ်နော်ကျွန်တော်အနေနဲ့ဒီခြာလေးကျွန်တော်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ် Lucky Diamond